သေးရွယ်ချွေတွေကိုကြည့်ရတာရင်နှင်းဖို့ကောင်းလိုက်တာရှင်လမ်းဘေးကတစ်ပင်အိုကြီးတွေအောက်မှာရက်ရင်ကျမပြောမိရဲ့ကျမသာတက်နိုင်မဲဆိုရင်သူတို့ဘယ်တော့မှမကြွေကြခိုင်းဘူးထာဝရစိမ့်လန်းနေအောင်မဲလှုပ်ထားခြင်းမိရဲ့ကျမဘေးကသူကတော့ချက်ချင်းပြန်မပြေဘူးကျမတို့ဟာမြို့စုံကပန်းချံလေးတစ်ခုထဲမှာလမ်းလျှောက်နေကြတာပါအချိန်တွေကိုဘယ်လိုသုံးမှန်းမသိတဲ့သူတွေပဲလာတဲ့တိတ်ဆိတ်လွန်းတဲ့နေရာလေးပေါ့ခြေထောက်အောက်မှာတော့ရွှေရောင်အညူရောင်တက်ရွက်ချောက်တွေကအထက်လိုက်နင်းလိုက်တိုင်းတကြွကြွနဲ့အတန်ထွက်နေတာကကဘာမြေကြီးကိုယ်တိုင်ကတခုခုကိုအေးအေးဆေးဆေးဆွန့်လွတ်နေတယ်လို့မျိုးကျွန်တော်ကတော့သူတို့ခြေနှံ့နေကြလိမ့်မယ်လို့ထင်တယ်လို့သူကနောက်ဆုံးမှပြောလာတယ်ဘာလို့လဲဆိုတော့သူတို့အစိမ်းရောင်ဖြစ်နေခဲ့တဲ့အချိန်တုန်းကသူတို့အစွမ်းကုန်စိန်လန်းခဲ့ကြလို့ပဲကျမသူ့ကိုလှည့်ကြည့်လိုက်မိရင်ကျွန်တော်သားဆိုရင်လေသူကဆက်ပြောတယ်အဲ့ဒီလိုအစွမ်းကုန်ရှင်တန်ပြီးသွားရင်ကျွေးရမှာဘယ်တော့မှနှောင်တရမှာမဟုတ်ဘူးကျမတို့နှင်းရွေစိုးနေတဲ့ခုံတန်းရှိလေးတစ်ခုပေါ်မှာထိန်လိုက်ကြတယ်ကျမတို့အပေါ်ကတစ်ကိန်းတွေကတော့အရွက်တွေမရှိတော့ပဲပြောင်တလင်းခါနေပြီအကိုင်းခက်တွေကသူတို့ရဲ့ပုံစံအစိမှန်တိုင်းပဲဒီနေ့ရှာရှာရှိနေကြတယ်တစ်ရွက်အနေငယ်ကတော့ဇွဲကောင်းကောင်းနဲ့ဂိမ်းဖြားမှကျန်နေသေးတယ်လေကြရင်တုံရင်နေပေမဲ့သူတို့ကြောက်နေရတော့မဟုတ်ဘူးတခုခုကိုမဆုံးဖြတ်ရသေးတယ်လို့မျိုးဒါပေမဲ့ကြွေကြရတာကနာကျင်အောင်ပါပဲနော်အရင်တော့ကဘလောက်ပဲစိန်လန်းခဲ့ပါစေအောင်လို့ကျမကပြန်ပြောမိရဲ့သူကကောင်းငင်နေနာကျင်တာကမှားနေတာမဟုတ်ပါဘူးတခုခုကကိုယ့်အတွက်အဓိပ္ပာယ်ရှိခဲ့လို့သာနာကျင်ရတာပါကျမကအဆုံးသက်တွေကိုအမြဲကြောက်ခဲ့တဲ့သူပါစူးစူးညံ့ညံ့နှုတ်ဆက်တာမျိုးမဟုတ်ပဲတိတ်တိတ်ဆိတ်ဆိတ်ပြီးဆုံးသွားတာမျိုးတွေကိုကျမအပူကြောက်တယ်ထာဝရတည်မြဲနေမယ်လို့ထင်ထားတဲ့အရာတွေကသတိမထားမိလိုက်ပဲမှိမ့်မိန်သွားတာမျိုးပေါ့ကိုလုံနေတဲ့အလုပ်ကကို့အတွက်ရည်မှန်းချက်မဟုတ်တော့တဲ့အခါမျိုးရင်းနှီးခဲ့ရတဲ့သူတွေကအမုန်းတရားမရှိပဲတဖြည်းဖြည်းဝေးကွာသွားတာမျိုးအိမ်မက်တွေကရုတ်တရက်ပျက်စီးသွားတာမဟုတ်ပဲတဖြည်းဖြည်းပင်ပန်းပြီးနွမ်းလျက်သွားတာမျိုးတရွက်တွေကတော့လူတွေထပ်ပိုးပြီးတက်မြောက်ကြတယ်သူတို့ကအပြစ်ရှိတယ်လို့ခံစားချက်နဲ့တစ်ကိန်းကိုတွေ့ကပ်မနေဘူးသူတို့ကအရှက်ရပြီးကြွေကျသွားတာလည်းမဟုတ်ဘူးသူတို့ကရှာတီဦးတို့ရဲ့ပြောင်းလဲမှုကိုရိုးရိုးသားသားပဲတုံ့ပြန်နေကြတာကျမငယ်ငယ်တုန်းကတော့အမြဲတမ်းစိမ့်လန်းနေတာဟာဘယ်တော့မှမပြောင်းလဲတာလို့ထင်ခဲ့တာကျမပြောပြဖြစ်တယ်သူကနူးနူးညံ့ညံ့ပြုံးနေအခုရောဘယ်လိုထင်လဲအခုတော့အမြဲစိမ့်နေရဲဆိုတာကိုရှိနေတဲ့အချိန်လေးမှာအစွမ်းကုန်ရှင်တန်နေထိုင်တာကိုပြောတာလို့ထင်မိရဲ့လီကထပ်ပြင်းပြင်းတိုက်လိုက်တဲ့အခါတိတ်ရွက်ကလေးတွေကလေထဲမှာဝဲတက်သွားတယ်အဲ့ဒီခဏမှာသူတို့ဟာပြန်ပြီးသိရှိထင်ရှားဖြစ်လာတယ်လို့ပဲကခုန်နေကြတယ်ပေါ့ပါနေကြတယ်လွတ်လပ်နေကြတယ်ခဏကြာတော့မှသူတို့ကမြေပြင်ပေါ်ကိုပြန်ကျသွားတယ်အဲ့ဒီအချိန်မှာသူကသူ့ဖခင်အကြောင်းပြောပြတယ်အလုပ်တစ်ခုတည်းကို35နှစ်လောက်လုပ်ခဲ့တဲ့သူအဲ့ဒီအလုပ်ကိုချစ်လုံးလို့မဟုတ်ပဲအဲ့ဒီအလုပ်ကနေရတဲ့အရာတွေနဲ့တခြားသူတွေကိုချစ်ခွင့်ရလို့လုပ်ခဲ့တဲ့သူတဲ့ကြဲကြဲလောင်လောင်ရေတတ်တယ်အေးအေးဆေးဆေးအိပ်ပျော်တယ်နောင်တအကြောင်းဘယ်တော့မှသူမပြောခဲ့ဘူးသူကွယ်လွန်ခါနီးမှာသူမကြောက်ခဲ့ဘူးလို့သူကပြောတယ်သူပင်ပန်းနေခဲ့တာဒါပေမဲ့အဲ့ဒါအကောင်းတဲ့ပင်ပန်းမှုမျိုးပေါ့တခုခုကိုရိုးရိုးသားသားနဲ့အချာကြီးလုပ်ပြီးသွားတဲ့အခါရတဲ့
ခံစားရတဲ့ပင်ပန်းမှုမျိုးပေါ့ကျမကတော့နေရောင်အောက်မှာစိမ့်လန်းနေတဲ့တရွက်လေးတစ်ရွက်ကိုမြင်ရောက်နေမိရဲ့မကြွေးကြခင်မှာသူတက်နိုင်သမျှအရာအားလုံးကိုစုပ်ယူခံစားနေတယ်လို့မျိုးပေါ့အဲ့ဒါကြောင့်ပဲကျွန်တော်ကြွေကြမှာကိုမကြောက်တော့တာလို့သူကဆက်ပြောတယ်ကျွန်တော်တကယ်ကြောက်တာကကြောက်စိတ်ကြောင့်ပဲအစိမ်းရောင်တစ်ပိုင်းတစ်စားနဲ့ကြံခဲ့ရမှာကိုပဲအဲ့ဒီစကားကကျမရင်ထဲကိုတဲ့တဲ့ကြီးမှန်သွားတယ်ကျမဘယ်နှချိန်တောင်တနေ့ရမှာပိတ်မိနေခဲ့ဘူးလေကိုယ်တိုင်တိုးတက်နေလို့မဟုတ်ပဲကြွေကြရမှာကိုကြောက်နေလို့ပဲတွေ့ကပ်နေရတာတွေဘယ်နှခါတောင်တည့်ရွက်ကြွေတွေကိုဝမ်းနေစရာလို့သတ်မှတ်ခဲ့မိလေတကယ်တမ်းကျတော့ကျမကိုယ်တိုင်ကသာလက်လွတ်ဖို့အဆင်သင့်မဖြစ်သေးတာပါကျမတို့ပြန်ပြီးလမ်းလျှောက်ဖြစ်ကြတယ်ခြေလမ်းတိုင်းကနေခွေတယ်တည်ငြိမ်နေခြေထောက်အောက်ကတည့်ရွက်6တန်တွေကအခုတော့သတိပေးတယ်မဟုတ်တော့ပဲခုကိုသတိရစေတဲ့အတန်မျိုးဖြစ်နေပြီကျမညီပြေမော်ကတည့်ရွက်တစ်ရွက်ကိုကောက်ယူလိုက်တယ်အယောင်တွေမိန်သွားလို့သူ့ရဲ့အကြောအမြင်လေးတွေကိုထင်ထင်ရှားရှားမြင်နေရပြီသူကကျိုးလွယ်ပေမဲ့ယုံမဆိုးပါဘူးသူ့မှာတိတ်ဆိတ်တဲ့ဂုဏ်သိက္ခာတခုရှိနေတယ်လို့ပဲကျမအခုနားလည်သွားပြီထင်တယ်လို့ကျမပြောလိုက်တယ်သူကမျက်ခုံလေးပင်ကြည့်တယ်ခြာရစိမ့်လန်းနေတာဟာကောင်းချီးတကူမဟုတ်ဘူးအဲ့ဒါကဘယ်တော့မှမပြီးဆုံးနိုင်တော့တာကိုပြောတာပြီးဆုံးသွားတယ်ဆိုတာကြာရှုံးတာနဲ့အတူတူပဲမဟုတ်ဘူးဆိုတာကိုကျမသိလိုက်ရပြီသူကကောင်းငိမ့်နေကျမတို့လမ်းဆုံးကိုရောက်တဲ့အခါမျိုးပြရဲ့စူညံတန်တွေလောဘတွေအလင်းစလိုဖြစ်မှုတွေကပြန်ရောက်လာတယ်လူတွေကတော့မပြီးဆုံးသေးတဲ့ဘဝတွေကိုကိုယ်စီရှင်သန်နေကြတော့ကျမလက်ထဲကတရွက်လေးကိုလွတ်ချလိုက်တယ်။သူကတခြားတရွက်တွေကြားထဲကိုငြိမ်ငြိမ်သက်သက်ပဲဝင်သွားတာ။ပထမဆုံးအချိန်ဖြစ်ကြွေကျသွားတာကိုကြည့်ပြီးကျမစိတ်မကောင်းမဖြစ်မိတော့ဘူး။သူ့ရဲ့ဘဝကိုစွမ်းကုန်ရှင်သန်ခဲ့လို့အခုလိုနောင်တမရှိပဲလက်လွတ်နိုင်ခဲ့တာ ਉਹ ပဲကျမကျေးဇူးတင်နေပြီးတော့